မဟုတ်တာယူတချို့ကအဟုတ်လို့ပြီးတော့လိုက်ခံစားမဟုတ်တာယူလာပြီးတော့ကိုယ်ကိုပြောတော့ကိုယ်ကလည်းအဲ့ဒါတွေကိုပြန်မတုံ့ပြန်မနဲ့အဲ့မဟုတ်တာကြီးပေါ်မှာပဲခံစားနေရင်တော့ဒါကလက်ခံနိုင်တော့ရှိတယ်လို့ပြောလို့မရဘုရားကဟုတ်ရင်ဟုတ်တဲ့တိုင်းဖြေရှင်းရမယ်မဟုတ်ရင်မဟုတ်ဘူးဆိုတာလက်ခံပြီးတော့မဟုတ်တဲ့တိုင်းပြန်ပြောရမယ်စကားလုံးတိုင်းကိုနေရာတကာတိုင်းကိုလက်ခံဖို့မဟုတ်ဘူးဖြေရှင်းဖို့လိုရင်ဖြေရှင်းရမယ်တချို့ကြတော့ဖွာတဲ့လူတွေရှိဖွာတာကမဟုတ်တာကိုဖွာတာဟုတ်တာကိုမဖွာဘူးလူတော်များများကဖွာတယ်ဆိုတော့မဟုတ်တာကိုဖွာတာကိုယ်နဲ့ပတ်သက်ရင်မကောင်းတာတွေပြောမယ်မဟုတ်တာတွေပြောမယ်မဟုတ်တာတွေပြောတဲ့အပေါ်မှာကိုကလိုက်ပြီးတော့ခံစားနေဖို့မဟုတ်တော့တချို့ပြဿနာကဖြေရှင်းလေပိုရှုပ်လေဖြေရှင်းမနေတော့ဘဲနဲ့အချိန်တစ်ခုစောင့်ပြီးတော့ကိုယ့်ဘက်ကမှတ်အောင်လာစူးစမ်းပြီးတော့အချိန်လေးတစ်ခုနဲ့နေလိုက်လို့ရှိရင်မဖြေရှင်းမဲနဲ့ကိုပြေရှင်းသွားတဲ့ဖြေရှင်းတဲ့ပြေသွားတဲ့ပြဿနာတွေအများကြီးရှိတယ်မှားနေတဲ့အရာလေးတွေကိုလိုက်ဖွာနေဖို့မဟုတ်ဘူးတချို့ကျတော့မှားနေတဲ့အရာတွေကိုလိုက်ပြီးတော့ထောက်ပြပြီးတော့မှားနေတဲ့အရာတွေပြုပြင်နေမှုပဲနဲ့ဖွာပေးတယ်ဆရာတော်ကြီးတပါးတိတခုဆရာတော်နဲ့တူပါတယ်ဆရာတော်ကြီးကိုအင်တာဗျူးတော့ဆရာတော်ဘုရားကြီးကိုမီဒီယာတခုကအင်တာဗျူးတယ်အရှင်ဘုရားတဲ့လူတွေကလည်းပြောစားရှင်ဆရာတော်ကြီးတို့တော့မလုပ်ပြောတယ်တေကူဆရာတော်လည်းပြောကြတာပဲဘာကျိုးဆရာတော်ကြီးလည်းအပြည့်ပြောလူကပြောတာပဲအဲ့ဒါမီဒီယာကမေးတယ်ဆရာတော်ကြီးရှင်ဘုရားတဲ့ရှင်ဘုရားနဲ့ပတ်သက်ပြီးတော့မဟုတ်တဲ့သတင်းနဲ့အင်တာနက်မှာပြန့်တယ်ဘုရားတဲ့အဲ့ဒါအရှင်ဘုရားဘယ်လိုသဘောရလဲဘုရားဆရာတော်ကြီးကပြန်မဟုတ်မှမဟုတ်တာပဲကွာတဲ့ငါဘာဖြစ်လို့ခံစားနေမှာလဲတဲ့ဆရာတော်ကြီးကမင်းတို့ကလည်းမဟုတ်တာတွေကိုမဖွာရဘူးလေတဲ့မင်းတို့ကလည်းတဲ့မဟုတ်တာတွေရှောက်မပြောရဘူးတဲ့ဆရာတော်ကြီးကပြောမစင်ဆိုတာဒုံးနဲ့မစွရဘူးကွာမစင်ဆိုတာမြန်ရှင်းပြီးမြန်ဖုံးပလိုက်ရတယ်မင်းတို့ကအခုကမစင်ကိုစွနေတာနဲ့အတူတူပဲဟုတ်တာပေါ့မစင်ဆိုတာစွလေနန်းနေပဲလေဟုတ်လားနန်းနေတဲ့အရာကြီးကိုလိုက်ဖွာနေရစားနန်းနေတဲ့အရာကြီးဖြင်းရှင်းပြီးတော့ဖြင်းရှင်းထုတ်လိုက်ပြီးတော့မြေတွေပိုင်းနဲ့ဖုံးပြီးအနှံ့ပြောင်းအောင်လုပ်အောင်ဘုလောကမှာဖြစ်နေတာအဲ့ဒါတွေဖြစ်နေမဟုတ်တာတွေရှောက်ပွားမဟုတ်သတင်းတွေဖြန့်တော့ဆိုပတ်ဝန်းကျင်လဲစိတ်ဒုက္ခတွေဖြစ်ရတယ်ကာယကံရှင်တဲ့ဒုက္ခတွေဖြစ်ရတယ်မဟုတ်သတင်းတွေကိုအဟုတ်သတင်းအဟုတ်အတင်းသတင်းလုပ်ပြီးတော့အဲ့ဒါရှောက်ဖွာနေရတာမစင်ကိုဒုံးနဲ့စွပြီးတယ်နော်မစင်ဆိုတာဖွာရမှာမဟုတ်စွရမှာမစင်ဆိုတာမြန်ရှင်းပြီးမြန်ဖုံးလိုက်ရမှာကိုယ်နဲ့ပတ်သက်တာလေအဲ့လိုပဲဟုတ်တာလေးတွေကျင့်တတ်နိုင်တဲ့စွမ်းအားရှိလို့ရှိရင်မဟုတ်တာတွေအပေါ်မှာလည်းပဲကိုယ်ကလက်ခံနိုင်ပြီးတော့ပြုပြင်နိုင်စွမ်းရှိရတယ်အမှန်တရားကိုလက်ခံနိုင်တဲ့စွမ်းအားဆိုတာကအမှားကိုကင်ဆွဲထားဖို့မဟုတ်ဘဲနဲ့အမှန်တရားကိုလက်ခံပြီးပြုပြင်နိုင်တဲ့စွမ်းအားရှိနေဘဝတိုးတက်တာပဲအဲ့တော့လူတွေမှာပုထုဇဉ်တဘာဝကိုယ့်ကိုပြောတဲ့ပုံကိုယ်တွေရှိလာမယ်ကိုယ့်ကိုထောက်ပြတဲ့ပုံကိုယ်တွေရှိလာမယ်အဲ့ဒါကိုလက်ခံနိုင်တဲ့စွမ်းအားအရင်မွေးရမယ်ခံနိုင်လက်ခံနိုင်စွမ်းအားရဲ့ပြုပြင်နိုင်တဲ့စွမ်းအားရဲ့အဲ့ဒီနှစ်ခုကတတ္တဝါတွေအတွက်တိုးတက်ဖို့ပဲညာတော့အဖြစ်ကောင်းတာလေးတွေတော့လက်ခံနိုင်တယ်မကောင်းတာတွေဆိုရင်တော့လက်မခံနိုင်ဘူးလူတော်များများကိုနဲ့ပတ်သက်ပြီးဆိုရင်နည်းနည်းလေးမှကိုအဝေးဘက်မခံနိုင်တာလူတွေကမဟုတ်တာဆိုရင်တော့လေမဟုတ်မှန်းသိသိရေးနဲ့ကိုယ်ကိုမြောက်ပြောရင်ตายရနေတာလူတွေရဲ့သဘောမဟုတ်ဘူးမဟုတ်တာကိုလည်းသိတယ်ကိုယ့်ဟာကိုယ်အေးချင်းတော့မရှိဘူးဒါပေမဲ့သူများကကိုယ်ကိုမြောက်ပြီးသူတို့မြောက်ပြီးတဲ့အပေါ်မှာကိုယ်ကตายရနေတာตายရနေအခုနောက်ပိုင်းလူတွေက artificial တွေအတုတွေများလာတော့ရုပ်ပိုင်းဆိုင်တွေတိုးတက်တယ် technology တွေက technique တွေပိုင်းတွေတိုးတက်လာတယ်ဒီနည်းပညာပိုင်းတွေတိုးတက်လာဆိုလူတွေမှာဓာတ်ပုံရိုက်ထားဆိုရုပ်စုတဲ့လူတွေရုပ်လှတဲ့ပုံလေးတွေထွက်လာတယ်ပဲဘွားတဲ့လူတွေပိန်အောင်လုပ်လို့ရတယ်ပြီးရင်ဓာတ်ပုံအင်တာနက်ပေါ်တင်ကိုကသာအတိဆုံးကကိုပုံဘလို့ဆိုတာဒါပေမဲ့အဲ့ဒီ application နဲ့ရိုက်ပြီးတင်ပြီးတော့ကိုပုံလေးကိုပိန်ဝါနေတဲ့ပုံလေးပိန်မင်းလေးဖြစ်ပြီး Facebook ပေါ် internet ပေါ်တင်လိုက်တယ်အောက်ကမြှောက်ပြီးဟာမြန်းလာတာပဲကျင်းနေတာကိုယ့်ရဲ့ original ကဘာပုံဆိုတာကိုသိရတာနဲ့အဲ့အတူလေးလုပ်ပြီးတော့တင်တဲ့ဟာလေးပေါ်မှာကျင်းနေကြတာမဟုတ်မှသိရတာနဲ့ကိုယ့်ကိုချီးကျူးပြီးကောင်းပြီဆိုရင်လည်းကျင်းနေလိုက်ကြတာဟုတ်တာလေးတွေချတော့နည်းနည်းမှကိုသိမခံနိုင်နည်းနည်းမှကိုလက်မခံနိုင်ရှင်မြတ်စိတ်မြန်နေတော့ကိုယ်ပြောလိုက်နေအဲ့ဒါကိုမခံနိုင်ဘူးပေါ့ရှင်မြတ်ဒါစိတ်တိုးတတ်တာပဲနော်အဲ့ဒါကိုမခံနိုင်ဘူးသူတို့ပြောတဲ့ဟုတ်လားမဟုတ်လားဆိုတော့ဟုတ်တာလူတွေမှာကိုယ့်ကိုမြန်အားနေချက်အပြစ်တွေမြန်ပြောလိုက်လက်ခံနိုင်စွမ်းအားအတော်နေတာလက်မခံတဲ့အခါကျတော့မြောက်ပင်ပြောတဲ့လူတွေကိုပဲကိုကအဟုတ်ထင်တယ်အပြစ်ကိုထောက်ပြလူတွေကြတော့ကိုနဲ့အစင်မပြေတော့လူတွေမှာတိုးတက်မှုတွေလျော့နေသွားတယ်အများကြီး
ကြောင့်မလို့လူပဲဖြစ်ဖြစ်လက်ခံနိုင်တဲ့စွမ်းအားရှိမှတိုးတက်တာဆို